စစ်တပ်ကိုတော်လှန်နေပြီးအမှန်တကယ်စစ်တပ်ကိုတိုက်နေတဲ့မြည်သည့် PDF မဆိုဘတော်မှစစ်တပ်မှာလက်နဲ့မချဘူးဗျဘတော်မှစစ်တပ်ကိုခေါ်ပြီးတော့ခင်ဗျာငါ့ကိုလာခေါ်ပါလို့မတောင်းဆိုဘူးဗျာနောက်ဆုံး PDF မှာ NUG မှာလက်နဲ့ချပြီးမင်းတို့မတရားမလုပ်နဲ့ကွာငါမင်းတို့လက်နဲ့ချတာကွာငါ့ကိုတို့မှန်မှန်ကန်ကန်စစ်ဆေးပါဆိုပြီးသူအသက်လွတ်မြောက်ဖို့အတွက်ပဲသူအလံပြူထောင်လိုက်မှာစစ်တပ်ကိုဘတော်မှဒူးမထောက်ဘူးဗျာဒီစစ်တပ်နဲ့မင်းအောင်လှိုင်ကိုဒူးထောက်လိုက်တယ်ဆိုတဲ့ကစစ်တပ်နဲ့မင်းအောင်လှိုင်ကိုဒူးထောက်ရုံတော့မဟုတ်ဘူးအဖမ်းခံတာမဟုတ်ကိုတိုင်စစ်တပ်ကိုရဲရင်ကိုဖုံးဆက်ပြီးခေါ်ပြီးတော့ရဲရင်နဲ့ကဲထုတ်ခိုင်းတယ်ဆိုတဲ့ဟာဒီလူဒီအစတည်းကစစ်တပ်ကိုတိုက်နေတဲ့တော်လိုင်းရေးသမားမဟုတ်ဘူးတချို့ပဲသဘောတူပါလားသဘောတူပါလားပလဲစေးုံဘုံကျဲပြီးတယ်အများကြီးလာတော့မှာအများကြီးလာသူကိုတိုင်ကျဲခိုင်းမှာအခုချိန်မှာစစ်တပ်ဘက်ကဒီမုံရစစ်ဌာနချုပ်မှာသူကိုယ်တိုင်ကွန်မန်ဒန်ဖြစ်နေပြီသူကိုယ်တိုင်ဘုံကျဲခိုင်းမှာသူကိုယ်တိုင်သူသိတဲ့နေရာတွေအားလုံးကိုစစ်စင်ရေးလုပ်တော့မှာသူဒီအလွန်အမတန်ကြီးမားသောတရှိုးကြီးဖြစ်တယ်သူဒီငကိုစထဲကတော်လိုင်းရေးသမားမဟုတ်ဘူးပြည်သူလူလည်းမဟုတ်ဘူးပြည်သူကိုလှည့်ပြားသွားတာဖြစ်တယ်ကျွန်တော်တို့မြေပြင်မှာရှိတဲ့သူ့အစ်စ်မပြောနဲ့သူကိုသူစစ်ဦးစီးချုပ်လို့ပြောတတ်လို့မြေပြင်မှာရှိတဲ့ PDF ရဲဘော်တယောက်တောင်ဘယ်တော့အခါမှစစ်တပ်စီမှာလက်နက်ချဖို့မစင်စားဘူးသဘောတူပါသလား yes or no အဲ့တော့မိုးချိုးပြနေတာကိုထက်လက်နဲ့လာမကာနဲ့ငကားဒီအစတဲကတချို့တို့ကျွန်တော်တို့တရားကဲတော့အပိုင်ပြောပြီဘာကြောင့်ပြောသလဲသူကိုယ်တိုင်စစ်တပ်ကိုဖုန်းနဲ့ခေါ်ပြီးတော့မထုတ်သွားလို့ဒါရှင်းနေတဲ့ကိစ္စကြီးဗျာအဲ့တော့ဒါလောက်ရှင်းနေတဲ့ကိစ္စကြီးတစ်ခုကိုကျွန်တော်တို့ဒီဘာမှလာမကာနဲ့ဒီချိန်မှာမင်းတို့အသုံးမကျလို့NUG အဲ့ဒီစကားဒီလုံးဝမိုးချိုးပြစ်တာကိုထမ်းလက်နဲ့ကာတာစစ်တပ်ဘက်ကနေအားပေးထောက်ခံနေတာတော်လန်ရေးကိုတိုက်ခိုက်နေတာငကားကိုကာကွယ်နေတာငကားကိုကာကွယ်နေတာရှင်းလေးကိစ္စဗျာကြိုက်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းပြောနေမနေ့ကလည်းကျွန်တော်ပြောတယ်ဒီမနေ့လိုက်မှလည်းပြောတယ်မနေ့ကလည်းပြောတယ်ဟိုတနေ့ကလည်းကျွန်တော်ပြောတယ်ကျွန်တော်ဝင်မပြောချင်ဘူးနှစ်ဖက်လုံးကမကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ကအသေးချာပြောဖို့ကတော်တော်ခက်တာဘာကြောင့်လဲကျွန်တော်တို့ကမြေပြင်သတင်းအထက်လည်းမရှိဘူးသူ့ရဲ့လုပ်ရက်ကိုလည်းမသိဘူးအခုသူ့ရဲ့လုပ်ရက်ကိုကျွန်တော်တို့တွေ့သွားပြီခင်ဗျားဗျာစစ်တပ်ကိုမကြိုက်လို့တော်လှန်နေတဲ့ PDF တွေကကိုရန်သူကိုခေါ်ပြီးတော့ဒူးထောက်ပြီးတော့ခင်ဗျာအညံ့ခံတယ်ဆိုတာ PDF သမိုင်းမှာရိုင်းလိုက်တာဗျာအဲ့ဒီတဲက PDF မဟုတ်တော့ဘူးသူဒီတရှိုးကြီးငကိုတဲ့ကစစ်တပ်လူစစ်သားထောက်လွန်ကြီးတခုခုပဲဒါကြောင့်သူ့သမိုင်းကသူ့ background ကိုချက်လိုက်ရင်တခုမှမရှင်းဘူးအဲ့တော့အဖြေကရှင်းလေးအဖြေကရှင်းလေးဘယ်သူမှအတိအကျမသိဘူးအခုသိသွားပြီသူစစ်တပ်ပထမဆုံးတက်လာတဲ့သတင်းဒီသူရဟတ်ရင်နဲ့သူ့ကိုလာခေါ်ထုတ်သွားတယ်ဆိုတာကျွန်တော်မယုံနိုင်ဘူးအဲ့ဒါနဲ့သတင်းတွေစောက်ကြည့်တယ် BBC ကစပြောတယ်ဟာဒါလည်းမဖြစ်နိုင်သေးဘူးထင်တယ်ပြီးမှမြန်မာတောင်းကနေပြီးတော့မြဝတီကကြေညာတဲ့သတင်းကြီးကိုတင်ပေးလိုက်မှာအာမလီသိကြသွားပြီမယုံနိုင်ဘူးကိုနာကိုဒီလူအဲ့လောက်ထိစိုးမယ်လို့လည်းမထင်ဘူးပိုစသေးတာကသူ့ကိုယုံကြည်ပြီးတော့စစ်တင်တန်းတွေတက်နေကြတဲ့ရဲဘော်တွေကိုကျွန်တော်ကကိုချင်းစားတာဘလို့ဖြစ်လို့ဒီစစ်တပ်တရှိုးကြီးကိုဝင်ပြီးတော့ PDF တွေကစစ်တင်တန်းတွေပေးနေပြီးတော့ဒီကမ္ဘာလုံးမှာရှိတဲ့ပြည်သူတွေအထူးသဖြင့်အမေရိကန်ကပြည်သူတွေပတ်စံတွေအမြောက်အများသူ့ကိုပေးကြတာဒေါ်လာ1000နဲ့သိန်းနဲ့ချီပေးကြတာ NUG အုပ်စုတွေလည်းသူ့ကိုပေးလိုက်ကြသေးတယ်ပြီးမှသူတို့နဲ့ဇက်ကောင်ကွဲသွားကြတာနော်သူရဲ့ campaign တစ်ခုမှာ
ကျွန်တော်တို့အားလုံးကိုသူညှို့စားခဲ့တယ်ပြီးတော့အဲ့တပ်အုပ်စုဆိုတဲ့လူကသူ့ကိုတဲပြီးတော့ NUG ကိုနေ့တိုင်းအပြစ်ထိုင်ပြောတာအဲ့ဒါလေသူတို့အပြစ်ပြောခြင်းလို့ပြောတာပေါ့ဗျာဒါ तू ကသူ့ကိုဒါအသုံးချတယ်လို့ပဲယုံကြည်သေးတယ်ပြီးတော့ဘိုးစောထက်တို့အုပ်စုပကဖကလည်းအပိုင်မပြောရဲဘူးဘယ်သူမှသူဒီတရှိုးတို့လည်းအပိုင်မပြောရဲဘူး तू နောက်ဆက်နေတယ်လို့ပဲထင်တယ်ဒါကြောင့်လေပလဲနေမှာသူ့ကိုသူ့နေရာနဲ့သူပေးနေထားတယ်သူ့မှာသူ့ရွာသားတွေနဲ့သူနေတယ်တော့သူဂိတ်ဖွင့်တယ်ဘယ်သူမှသူ့ကိုအပိုင်မပြောရဲဘူးဒါပေမဲ့တန်တရားရှိနေကြတဲ့ပုံစံတော့ရှိတယ်ပကဖနဲ့သူတို့နဲ့ဖြစ်တဲ့2020မှာဖြစ်တဲ့ပြဿနာတော့ကဘိုးစောထက်အဲ့တော့ကပြောတယ်အဲ့တော့ဘိုးစောထက်တို့အုပ်စုမူပြီးပြောနေကြတာဒါပေမဲ့အဲ့တော့ကလည်းသူ့ကိုမယုံရဘူးဒီကောင်လူလိန်အဲ့တော့ကသူတို့အတန်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကလက်မခံနိုင်ခဲ့ဘူးနောက်ဆုံးကြမှာသူဒီသူ့ဇာတိသူပြတာကျွန်တော်ရိုးရိုးလေးထောက်ပါတာသူအသက်ဆုံးရှုံးသွားရင် NUG ကွာမီဘလုံးမကျွန်တော်တို့သူ့ကိုရှင်းလို့မလွယ်တော့ဘူးတိုက်ခွဲထဲမှာသူအဖမ်းခံလိုက်ရလေကျွန်တော်တို့ကွာမီအခုသူ့လမ်းသူဒီလူတော်တော်မျက်နှာပြောင်တဲ့လူဗျာပြည်သူတွေပေးထားတဲ့ပတ်စံကိုမှမျက်နှာမထောက်သူ့အောက်မှာသူ့ကိုယုံကြည်ကြည်နဲ့ဝင်ပြီးတော့စစ်သားလုံနေကြတယ် PDF လုံနေတဲ့လူတွေကမှမျက်နှာမထောက်ဗျာသူ့အောက်မှာလူရာနဲ့ထောင်နဲ့ချီတင်တန်းတွေပေးထားကြတယ်သူ့ကိုအင်တာဗျူးတွေလုပ်ထားကြတယ်သူ့ကိုစီဝေးပွဲတွေခေါ်ထားကြတယ်တယောက်မှမျက်နှာမထောက်ပဲဗျောင်ကြီးစစ်တပ်ကိုခေါ်ပြီးစစ်တပ်ရဟတ်ရင်နဲ့တမိသားစုလုံးကိုခေါ်ပြီးဖက်ပြေးသွားတယ်ဆိုတဲ့ပတ်စံတွေလက်နက်တွေအကုန်ယူသွားပြီပေါ့ဗျာထောက်ထားတယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့သုံးသက်ချက်ဒီဘာမှ 100% သေချာသွားပြီသူဒီစစ်တပ်စပိုင်မယ်အစတည်းရတဲ့ရှိုးပဲအားလုံးမှတ်မိမှာပါနော်သူနဲ့ပထမဆုံးဖြစ်တဲ့လူကကျွန်တော်တို့ဘက်က fundraiser နဲ့အကြီးကျယ်ဖြစ်တာအမေရိကန်က fundraiser နဲ့အကြီးကျယ်ဖြစ်တာအဲ့တော့အဲ့ဒီ fundraiser ကအကြီးကျယ်ပြောတာဒီလူလိန်တောက်လျှောက်သူအထောက်ထားတွေနဲ့ပြောတယ်ပြီးတော့ကိုရီးယား fundraiser နဲ့လည်းဖြစ်တယ်အကြီးကျယ်သူပြောခဲ့တယ်သူတို့ fundraiser တွေအကြီးကျယ်ထောက်ပြခဲ့တယ်အဲ့ဒီတော့ကဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ပေါ့ဒါသူတို့သဘောထားကွဲကြတယ်သူကတော့စစ်ဘက်တရှိုးတော့မဟုတ်ပါဘူးသူကလောဘကြီးတယ်ပေါ့ဗျာခေါင်းဆောင်လှုပ်ချင်တယ် NUG မှာသူကဘူကျုပ်လှုပ်ချင်တယ်NUG မှာစစ်ဦးစီးချုပ်လှုပ်ချင်တယ်အဲ့တော့ပြည်သူတွေကလည်း NUG မှာသူစစ်ဦးစီးချုပ်နေရာတစ်ခုပေးလိုက်ပါလားအဲ့ဒါမျိုးတွေတော့ကျွန်တော်တို့ကစဉ်းစားပေးခဲ့ကြတယ်ဘာလို့ဆိုတော့မယုံရဲဘူးဒါပေမဲ့ NUG ကတတိထားတယ်အဓိကပကဖကိုစောထက်တို့အုပ်စုကသူ့ကိုလုံးဝလက်မခံတော့ NUG ကဘလို့မှသူ့ကိုဆွဲဆီးလို့မရဘူးနောက်ဆုံးဘလို့ဖြစ်လဲဆိုတော့ NUG ကနေပြီးတော့သူလက်နဲ့တောင်းတယ်အဲ့တော့ NUG ကတချို့သောလူကြီးတွေကပေးလိုက်တော့မြေပြင်မှာပြဿနာတွေတက်ကြပြန်ရောတော့ NUG လည်းနောက်ပိုင်းကျတော့သူ့ကိုမပေးရတော့ဘူးတော့ NUG နဲ့ခက်ခေါ်ပါနေအဲ့မှာ तू ကစည်ရင်းရှင်းတယ်ဆိုပြီးတော့ NUG နဲ့ तू နဲ့ဘာစည်ရင်းရှိတယ်ညာစည်ရင်းတွေအမျိုးစုံ तू ထောက်ပြရတယ်အဲ့တော့ NUG လည်းသူ့ကိုလန့်လာပြီဒါကြောင့်ဘာဖြစ်လဲခက်ခေါ်နေတယ်အဲ့လိုနေရင်ကနေအခုနောက်ဆုံးဒီအဆင့်ကိုရောက်လာတဲ့အခါမှာNUG ကဝင်ဖမ်းနေပေါ့ဝင်တိုက်တယ်ပေါ့ဒါမဖြစ်သင့်ပါဘူးလေနှစ်ဖက်လုံးမှားတယ်ဒါတဲ့တော်လိုင်းကြီးပေါ်မှာလူတွေကဒုက္ခရောက်တော့မယ်လို့ကျွန်တော်တို့ကထင်ခဲ့ကြတယ်ဒါကျွန်တော်တို့ကထိသိမ်းပြောတယ်ဒါပေမဲ့ NUG ဘက်ကတုတ်ပြန်တယ်မဟုတ်ဘူးသူတို့ဝင်ကိုဖမ်းတော့မှာဒါဆိုရင်တော့ဒါတခုခုသူတို့မှာခိုင်မာတဲ့အထောက်ထားရှိနေပြီဆိုတာပိုသေးကြလာတယ်ပိုသေးကြလာတဲ့အခါမှာမနေ့ကစပြီးတက်လာတဲ့သတင်းများရသေးကြတော့ရှိနေပြီအဲ့တော့ဒီမနေ့လည်းတက်လာရောတခုခုတော့မှားနေပြီဆိုတော့ကျွန်တော်တို့ကမြေပြင်မှာမရှိဘူး NUG ဘက်ကလည်းသူ့အကြောင်းထုတ်ပြောလာတာတခုမှမရှိဘူးအဲ့တော့ကျွန်တော်တို့က NUG ကိုထောက်ခံနေတဲ့လူ NUG ကိုတီထောင်တဲ့လူကအဝေးကနေပြီးတော့ NUG ဘက်ကသူ့ကိုဆွဆွဲထားတဲ့ဆွဆွဲချက်တွေယနေ့ထိမတက်ဘူးအခုမနေ့ကထွက်လာတဲ့ NUG ဘက်ကပြောတာကသူကပြည်သူတွေကိုနှိပ်စက်ထားတာတို့ဂိတ်ဖွဲ့ထားတော့မတရားလုပ်ထားတာတွေတိုင်ချက်တွေအများကြီးရှိတာဖြစ်တဲ့အတွက် NUG ကဒုဝန်ကြီးတစ်ပါးကသူ့ကိုအရေးယူဖို့ NUG ကဆုံးဖြတ်လိုက်ပြီအဲ့လောက်ပဲကျွန်တော်တို့ကသိတာဘာတော့ NUG ကဘာအသေးစိတ်သတင်းချက်လက်မှလည်းမထုတ်ပြန်တော့ကျွန်တော်တို့ကဘာပြောအမှန်မသိဖြစ်နေတော့မြတ်တပဲပြောပေးနေတာအဲ့လောက်ထိလည်းသူ့ကိုမထင်ဘူးပေါ့ဗျာသူဒီ
ကျက်သွန်ပွဲစားဖြစ်တယ်လူရည်လေတယ်ပေါ့ဗျာစကားပြောတတ်တယ်ပေါ့ဗျာအဲကြောင့်လူတွေအဲကြောင့်လူတွေကိုသူကြောက်အောင်ပြောတတ်လို့လူတွေကသူ့ကိုကျင်းနေတယ်ဒါလောက်ပဲဒါပေမဲ့အခုဒီရဟရင်ကြီးနဲ့ခေါ်ပြီးတော့ခင်ဗျာထွက်ပြေးသွားတယ်ဆိုတဲ့ဒါအဖြေကရှင်းနေပြီဗျာဘယ်လိုမှကျွန်တော်တို့ကနားလည်ပေးလို့မရတော့ဘူးဘယ်လိုမှနားလည်ပေးလို့မရတော့ဘူးသူဒီတရှိုးဆိုတာသိကြသွားပြီစစ်တပ်ကသေသေးချာစဉ်းစားသူ့လူမဟုတ်ဘဲနဲ့ရဟရင်လာမလားလူကြီးမင်းသေချာစဉ်းစားလေစစ်တပ်ကိုလိန်ပြီးတော့ရဟရင်ဆင်းလာမှရဟရင်ကိုပြစ်ချလိုက်ရင်ဘယ်လိုလုပ်မလဲရိုးရိုးလေးပဲဦးကျွန်တော်ထောက်ပြမယ်စစ်ရေးသဘောတရားရဦးကကြီးလူတဲ့လူဆိုတဲ့လူကစစ်တပ်ကိုလှမ်းကြောင်းကြမယ်အဆက်အသွယ်လူကျွန်တော်ကိုလာခဲ့ပါ NUG 1တိုက်နေတယ်စစ်တပ်ကယုံပြီးလာရဲမလားအဲ့လိုလိန်ခေါ်ပြီးမှခင်ဗျာအဲ့ဒီကွင်းထဲကိုရဟရင်ဆင်းလာမှခင်ဗျာထောက်ပခုံးထက်လောင်ချာနဲ့ပြစ်ထည့်လိုက်ရင်ဘယ်လိုလုပ်မလဲညင်အောင်ကြည့်သူဒီထွက်ပြေးသွားပြီးတော့စစ်တပ်စစ်ကြောင်းနဲ့တပ်ပေါင်းတာမဟုတ်စစ်တပ်ကရဟရင်သူ့နေရာကိုဆင်းပြီးလာခေါ်သွားတယ်ဆိုတဲ့ကစစ်တပ်ကသူ့လူအပိုင်မို့လို့လာခေါ်တာဗောဗျာဒါစစ်တိုင်းနေတဲ့လူတိုင်းသိတယ်ဗျာကလေးတောင်သိတယ်အဲ့တော့သူ့လူမို့လို့လာခေါ်တယ်ဆိုတဲ့ကသူဒီစစ်တပ်တရှို့သိကြသွားပြီဗောဥပမာ तू ကစစ်တပ်တရှို့မဟုတ်ဘူးစစ်တပ်လွတ်ထားတဲ့လူမဟုတ်ဘူးတော်လိုင်းသမားဗောဗျာတော်လိုင်းသမားပဲဖြစ်တယ်စစ်တပ်ကိုတိုက်နေတဲ့လူဗျာ NUG နဲ့ရန်ဖြစ်တယ်ဗျာ तू အသေးတော့မယ်ဗျာ NUG က तू မတရားလုပ်ပြီဗျာအဲ့ဒီအချိန်မှာ तू ကစစ်တပ်ကိုကူညီတောင်းရင်စစ်တပ်က तू ယုံမလားဘလို့ယုံမှာလဲစစ်တပ်က तू ကိုတခုံးမဲပြောမှာပေါ့မင်းတကယ်ခိုးလုံးချင်းငါတို့စီရောက်အောင်လာခဲ့ငါတို့နေမျိုးလာခဲ့မင်းငါတို့တောင်းယူမယ်မင်းငါတို့လာမခေါ်နိုင်ဘူးငါတို့မင်းမယုံဘူးဒီလိုပဲစစ်တပ်ကဖြေမှာပေါ့လူကြီးမင်းသေချာကြည့်နော်သူ့လူမဟုတ်ဘူး NUG နဲ့ရန်ဖြစ်တဲ့တော်လိုင်းသမားတာဆိုစစ်တပ်ကပြောမှာโอเคမင်းငါတို့ဘက်ပေါင်းတာငါတို့ကြိုးစိုးတယ်မင်းတို့ငါတို့လာမခေါ်နိုင်ဘူးရဟရင်တယ်ဘာလို့လဲ NUG တက်တွေဝိုင်းထားတယ်ငါတို့မှအန်ဒီရရှိတယ်အဲ့တော့မင်းငါတို့နေမျိုးရောက်အောင်ဖောက်ထွက်ခဲ့ငါတို့မင်းကိုလာကြိုးမယ်အဲ့ဒါယုတ်တိရှိတယ်အခုကသူ့နေရာအတိအကျကြီးကိုရဟရင်ဆင်းလာတယ်ဆိုတဲ့ကသူ့လူမို့လို့အပိုင်သိလို့လာတာဗောဗျာသူအမိတ်ပေးလို့လာတာဗောဗျာအဖြေရှင်းလေးပဲအဲ့တော့စစ်တပ်ဒီသူ့လူကိုအပိုင်လာခေါ်တာဒါနဲ့သေးကြတာဘာမှမရှိဘူးအဲ့လိုလာခေါ်ဖို့အတွက်သူဒီအပိုင်အပေးယူလုပ်ထားပြီးသားအပိုင်သူ့လူအဲ့လိုလုပ်ထားဖို့အတွက်သူနဲ့စစ်တပ်နဲ့ကြားမှာယုံကြည်မှုရှိနေပြီးသားအဲ့ယုံကြည်မှုကဘာလဲဒီတော်လိုင်းရေးတောက်လျှောက်လုံးသူဒီစစ်တပ်ကိုသတင်းတွေပေးနေတယ်စစ်တပ်ကအဲ့ဒီအနောက်မြောက်တိုင်းစစ်ဘာခေါ်လဲအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လားအဲ့ဌာနမုံရစစ်ဌာနချုပ်ကအကြီးအကဲတွေနဲ့သူဒီတောက်လျှောက်အသေးယူရှိနေတယ်သူသတင်းတွေပို့နေတယ်ဟိုကခိုင်းတဲ့အတိုင်းလဲသူလုပ်ပေးနေတယ်အဲ့တော့သူတို့ဒီတောက်လျှောက်အဆက်အသွယ်ရှိနေတာဖြစ်တဲ့သူလူဖြစ်တဲ့အတွက်သူခေါ်တာပေါ့အခုမှ NUG နဲ့ပြဿနာတက်မှ NUG ကသူ့ကိုဝိုင်းလို့သူအသက်တရရှိမှဆက်သွယ်ရင်ဘယ်စစ်တပ်ကအယူလာဗျာစစ်တပ်ကခင်ဗျာတက်ရင်မှုတွေစစ်တပ်ကခင်ဗျာတမမှုတွေတိုင်းမှုတွေအယူလာဗျာသူရဲ့ရင်သူလွတ်မလားဗျာဒိတ်ပင်မရှိတာငကိုတဲကသူတို့ဒီအပေးယူရှိတယ်သတင်းတွေအချက်လက်ဖလဲနေတယ်ငကိုတဲသူစီကထောက်လိုင်းသတင်းတွေရနေတယ်သူပေးတဲ့သတင်းချက်လက်တွေကလည်းမှန်လို့မြေပြင်မှာပသုံးလို့တွေအဖမ်းခံရတယ်အသက်ခံရတယ်အများကြီးရနေတယ်အဲ့တော့သူ့လူသူတို့ခိုင်းထားတဲ့လူသူတို့ခိုင်းထားတဲ့ဒရှိုမို့လို့သူ့လူပြန်လာဆွဲထုတ်တာဘာကြောက်လဲ NUG ကငကားကိုလက်ရဖမ်းပြီးသွားရင်အခုကျွန်တော်ပြောတဲ့ထောက်လိုင်းရေးသတင်းတွေအားလုံး NUG ကစစ်ထုတ်ရင်ပေါ်သွားမှာဆိုလို့အတွက်သူ့လူကိုသူတို့နှုတ်ပိတ်ဖို့ပြန်လာခေါ်သွားတာပဲဘာလို့ NUG ကငကားကိုလက်ရလိုက်ရင်အဲ့ဒီဥစ္စာတွေအကုန်ပေါ်နိုင်တယ်အဲ့တော့ငကားရေကိုဝင်စီးရင်သူမသွားတဲ့စာရွက်စာတမ်းအထောက်ထားတွေငွေကြေးကိစ္စတွေသူဆက်သွယ်ထားတဲ့ဖုန်းဆက်သွယ်ထားတဲ့လူတွေနာမည်တွေအဲ့ဒီသတင်းချက်လက်တွေအားလုံး NUG လက်ထဲရောက်သွားမယ်အဲ့ဒါဆိုရင်သူဒီစစ်တပ်ရဲ့တရှို့စစ်တပ်နဲ့ဆက်သွယ်တာအားလုံးပေါ်သွားမယ်အဲ့ဒါမပေါ်ဖို့အတွက်စစ်တပ်ဒီသူ့ကိုအရေးကြီးလာခေါ်ထုတ်မှရတော့မှာသူ့ကိုလည်းအသေးခံဟိုင်းလို့မရအသေးခံလည်းဒီစာရဲ့စာတမ်းတွေဒီနေရာကိုစစ်တပ်ကဒီနေရာကိုဝင်မစည်းနိုင်ဘူး NUG မြေပြင်တပ်တွေဝိုင်းထားတာစစ်တပ်ကဒီနေရာကိုမြေပြင်ရပဲလာနိုင်တာဖြစ်တဲ့အတွက်သူ့စီမှာရှိနေတဲ့စာရဲ့စာတမ်းအထောက်ထားတွေသူနဲ့ဆက်သွယ်ထားတဲ့စစ်တပ်နဲ့သူနဲ့ဆက်သွယ်အထောက်ထားတွေကိုရဖို့သူ့ကိုခေါ်ထုတ်မှရတော့မှာ
ဒါကြောင့်သူ့ကို NUG လက်ထဲကိုသူတို့မထည့်နိုင်ဘူး NUG အဖမ်းခံမခံနိုင်ဘူးသူတို့ရဲ့အကြီးမားဆုံးထောက်လှမ်းရေးကွန်ရက်ကြီးဖြစ်နေတဲ့အတွက်ဖြစ်ဖို့များတာကအကြီးမားဆုံးထောက်လှမ်းရေးကွန်ရက်တဲ့အပြင်အကြီးမားဆုံးစစ်တပ်ရဲ့ထောက်လှမ်းရေးစခန်းကြီးဖြစ်နေပြီသူစခန်းအဲ့ဒါကိုနားမလဲတဲ့ပြည်သူတွေနဲ့နားမလဲတဲ့ PDF တွေနားမလဲတဲ့ထောက်ပို့တွေကသူ့ကိုအကြီးအကျယ်စစ်တပ်နဲ့ထောက်ပံ့ပေးနေတာအမှန်ကသူဒီစကိုင်းနယ်မှာရှိတဲ့ကျွန်တော်တို့ PDF တွေကိုတရှိုလို့ဖို့အတွက်သူ့ကိုကျွန်တော်တို့ကဝိုင်းဝန်းထောက်ပံ့ပေးသလိုဝိုင်းဝန်းမြှောက်ပစားပေးသလိုဝိုင်းဝန်းစစ်ဦးစီးချုပ်ခေါ်နေသလိုလုပ်နေခဲ့ကြတာဒါကြောင့်စစ်တပ်သည်သူ့ကို NUG လက်ထဲကိုအကြမခံနိုင်ဘူးဒါကြောင့်မရရကိုခေါ်ထုတ်သွားတာဒီလိုခေါ်ထုတ်သွားရင်သူ့ကိုတရှိုလို့ဆွဆွဲမဆိုတာစစ်တပ်သိတယ်မတတ်နိုင်ဘူးအဓိကသူ့စီရစားရတဲ့အထောက်ထားတွေကိုရသွားမှာဆိုလို့ NUG ကနောက်ကျသွားတာပေါ့ဟုတ်တယ်နော်ဒါအလုံးအမတန်ရှင်းတဲ့ကိစ္စပဲ NUG ကလက်တလန်းနောက်ကျသွားတာတကယ်လို့သာ NUG ကငကားကိုအချိန်မီဖမ်းမိတယ်ဆိုရင်အဲ့ဒီကနာတော့အထောက်ထားတွေစာရွက်စာတမ်းတွေအကုန်ရသွားနိုင်တယ်အဲ့ဒါကိုစစ်တပ်ကလုံးဝမလိုလားဘူးဘာကြောင့်လဲအဲ့ဒီအထောက်ထားတွေထဲမှာအခုကြံနေတဲ့တခြားစကိုင်းမှာရှိတဲ့ကွန်ရက်တွေအလုံးပေါ်သွားနိုင်တယ်ဒါဆိုရင်စကိုင်းမှာစစ်တပ်ရဲ့ငကားရဲ့ကွန်ရက်တွေနဲ့စစ်တပ်ကွန်ရက်ကြီးအလုံးငကားစီမှာအထောက်ထားရှိလိမ့်မယ်ငကားဒီစကိုင်းအတွက်ရှေ့တန်းမှုဖြစ်လိမ့်မယ်အဲ့တော့ငကားမှာရှိနေတဲ့ဒီစစ်တပ်ရဲ့တရှိုတွေရဲ့စည်ရင်းတွေအားလုံးကို NUG ရသွားလို့မဖြစ်ဘူးဟုတ်တယ်နော်ပြောချင်တာကဘယ်နေရောက်တော့ဘယ်ဒေသတွေမှာရှိနေလဲဆိုတာငကားမှာစည်ရင်းအတိအကျရှိလိမ့်မယ်ရုံးမို့စစ်တပ်ကခိုင်းထားတာရှိလိမ့်မယ်အဲ့တော့အဲ့ဒီစည်ရင်းကို NUG မရဖို့အတွက်က NUG ငကားကို NUG လက်ထဲမှာလည်းအသိမခံနိုင်သလိုငကားကို NUG ကဖမ်းတာလည်းအဖမ်းမခံနိုင်မရရအောင်ကဲထုတ်မှရမှာအဲ့ဒါကြောင့်ငကားကိုရအောင်ခေါ်ထုတ်သွားတာသူတို့ရဲ့ထောက်လန်းရေးကိုသူတို့ကိုယ်တိုင်ခေါ်ထုတ်သွားတာဟုတ်တယ်နော်ဒါဒီအလွန်တန်ရှင်းတဲ့သုံးသက်ချက်ပဲ